ဝေးကြစင်မမဝိုင်နဲ့အကျန်တူတယ်ဖားလေးလည်းမသိဘူးစားကြည့်မယ်နော်နော်အဲဒီမှာကပတ်ဟတ်မှာကဘယ်လိုပြတာလေးလဲဆိုတာမြည်ကြည့်မယ်အော်မရဘူးတို့အရင်တွေ့ရမယ်အပြည့်မကြည့်လိုက်ဘူးတွေ့ကြလို့တနုံနဲ့တွေ့ကြလို့ရမှာ တို့လေးနဲ့တွေ့ချင်ဘူးဟိုမှာယုံချစ်လိုက်တာမမဝိုင်လျှို့ဝှက်စမ်းကြဲတဲ့ magic doll တစ်ခုကိုပြမယ်သူကဝင်သွားပြီဆိုရင်တခြားနိုင်ငံတစ်ခုကိုရောက်သွားမှာနော်မမဝိုင်ရောမကိုရောက်သွားပြီလုံးဝ vibe ကကြတော့ Asian vibes ကိုရတယ်နော်ရုပ်ထုကြီးဆိုအကြီးပဲဟိုမှာတော်တော်ထိကြည့်လေတူကြောက်နေတယ်သူရုပ်ထုပဲလေလို့တော်တော်ဘာမှမဖြစ်ဘူးလက်ကလေးထိလို့ရတယ်ဘာညတပ်မမနဲ့တူထိကြည့်မယ်လက်ကလေးတစ်စက်ဘာဖြစ်လို့လဲဟိုအငွေ့လေးထွက်နေရနော်နက်ပြီရောက်သွားသလိုဒီမှာလက်နော်လက်ပြီးတော့ကြာခေါင်းရှိသေးတယ်မှာခေါင်းဟောမနတ်သမီးလေးရောသမီးအင်ဂျယ်လေး wings လေးတောင်မှရှိရောတောင်ဝမ်လေးထွက်နေတာတုံတုံကအဲ့လိုမျိုးလေးရှိရလေဒီနားမှာရပုံရိုက်ဖူးရလေဒီနေရာလေးကကြတော့အမှတ်တရကြီးတဲ့နေရာလေးပေါ့လောက်ပတ်လေးလည်းထားထားတယ်ကိုရေးချင်တာလေးတွေလာပြီးရေးလေးရတယ်ရှင်နှင်းပြစ်လေးပေါ့သူများပါရေးထားလဲကြည့်မယ်နော် anniversary လေးဆိုတာကြာဝေးကြစင်မမဝိုင်နဲ့အကျန်တူတယ်ဝေးချခြင်းတဲ့ဥစ္စာလည်းလာရေးရမယ်နော်ငါတို့လည်းဗာရေးရင်ကောင်းမလဲဒီ coffee sign ပတ်ဟတ်မှာအခန်းလေးတွေလည်းအများကြီးပဲဒီသိန်းနဲ့သူ့ဘောနော်သိန်းလေးတွေနဲ့တွားထားဆိုအခန်းလေးတွေလိုက်ပြပေးနေဟာတုံတုံရဲ့အကြိုက်ဆုံးနေရပေါ့ဖကြေးကိတ်လေးဘဲကိတ်လေးကိုအကြိုက်ဆုံးလဲဟာတုံတုံက Snow White အရင်ကြိုက်တာဆိုတော့ Snow White ကိတ်လေးကိုကြိုက်နေတာသုံးတက်ကိတ်ကလေးပေါ့တုံတုံဟာလေ Snow White လေးကအော်လိုက်ရင်အသက်ပြန်ကြားရလေ Hello တုံတုံပြည့်တင်တယ်နေပြန်ကြားလားမကြားရတယ်ဒီရလေးဆိုလဲနော်တော်တော်လေးကိုလှရရော decoration လေးကမမဝိုင်တို့လာတော့ကတော့ teenage ရွယ်ကောင်မလေးချောလေးလာပြီးတော့ဒီညလေးမှာတခုံလေးရိုက်နေကြလားလှလာတော့ဒီညလေးကဟေးတုံနဲ့နော်ဒါလေးစားခြင်းနဲ့ဒါပါလေးလေမသိဘူးကြည့်ကဲမဟုတ်လို့လားဖားလေးလည်းမသိဘူးစားကြည့်မယ်နော်တုံဘဲပိုင်းကိုရင်စားမှာလဲနေရွက်လားပါလားအေးစားနေပြီထိကြည့်နေပြီခဲဒါဆိုရင်နေရွက်ကလေးကနေရင်စားပြီးစားမယ်ဝေါကောင်းလားဘလို့ရတာလေးလဲချိုးလားချိုးတုံကြိုက်လားကြိုက်တယ်ကဲဒီကပါလေးလားဟာလားတမီးပြောပါလေးနော်ဤတုံနဲ့ဝေါကြီးပဲနော်ဟာကောင်းလားတော်ကြိုက်တယ်နော်လက်မလေးထောင်ပြလိုက်ကောတုံတော့ဗာစားမှာမျက်လုံးโอเคရမယ်မျက်လုံးမျက်လုံးလေးသမီးမျက်လုံးအောက်ကကျတော့ coffee မှုန်လားမသိဘူးဟာလေးလည်းမသိတုံခါမှာဆိုတော့ချောကလက်ထင်းနေမခါဘူးဟောတုံကြိုက်လောက်တယ်တို့ပြီးကျွေးမယ်နော်မှုန်လေးနဲ့မှတို့လိုက်မယ်နော်ချိုးလာသမီးချောကလက်မှုန်လေးတုံဒီဖြော်ရည်ကဘာဖြော်ရည်လဲ Snow White ဖြော်ရည်လားတုံလေးကအကြိုက်ဆုံး princess ကပါလေSnow White ဖြော်ရည်တောင်မှနော် Snow White သင်းကိုပဲသူကတောက်တာခဲရမြည်ကြည့်နော်မမွေတော့ဘူးနော်သူကလေယာလေးနေဆိုတော့အေးကောင်းလားကြည့်လေးပါရဲ့အစီလေးပါတယ်ပါလို့လားသူကခလေးနဲ့တောက်လို့ရတယ်ဘနာနာနဲ့ပဲလောက်ထားတာဘနာနာရတာလေးပေါ့နော်အပေါ်ဆုံးကတော့ရတယ် cream နေပဲဖြစ်တယ်လည်းတောင်ရတယ်velvet cake လေးကိုစားလာမယ်ဒီ
ဒီမှာလေးကကိတ်ကလေးကတော်တော်အရသာရှိရပေါ့ဘယ်လိုပြောမလဲဆိုတစ်ခုဆိုတစ်ခုကောင်းကောင်းလေးလုပ်ထားတယ်ဒီဘဲဘက်ကိတ်ကလည်းမမဝင်တခြားဆိုင်တွေမှာလည်းစားနေကြပါတော့ဒီမှာကပတ်ဟတ်မှာကဘယ်လိုရတာလေးလဲဆိုတာမြည်ကြည့်မယ်အော်မရအောင်တို့အရင်ကြွေးရမယ်လူနေလဲကောင်းတယ်ဘာရတာလေးလဲပြောပြအောင်လေစတော့ပဲရတာလေးတဲ့ဟုတ်လားတော့မသိဘူးမြည်ကြည့်လိုက်အောင်လားတော်တော်နူးညံ့နေဟောတော်တော်လေးကိုနူးညံ့နေပြောမယ်ဆိုရင်ကိစ္စလေးရောတုံးတုံးသာကြည့်တော့ဘယ်လောက်ကြိုက်လဲဆိုတော့ပြောမလဲကိတ်မုံပါပေါင်မုံသားလုံးဝအစ်စညာပါခရီနေနဲ့ဟို cheese တွေပါလာတော့မသိဘူးလေတော်ကောင်း cheese လား cheese လာဟုတ်တယ်ဒါ cheese တွေတော့မသိဘူးဒါအပေါ်ကပါလေyogurt ပါတယ်yogurt ပါတယ်အပေါ်က yogurt ဆိုတော့လုံးဝမအီပါလားတော်ကောင်းတော်ကောင်း တက်တီချီရတယ် မတော်ကမကြီးဒီလားတော်ကောင်းတာနော်တော်ကောင်းတယ်နော်လည်းနော်မမဝိုင်ကကောက်ပြီးတော့သိမချင်ဘူးဒါကြအဲ့ဒီကိုမှာထားတဲ့ကောက်ပြီးတော့နော်အမြည်ကြည့်ပါမယ်ပြင်းတော့ပြင်းနေနော်နည်းနည်းတခြားတို့ခရမာတို့ထည့်ရမယ်ဖြစ်တယ်အော်ဒီပါဇက်က ready ပြင်းနေပြီတော့ ခေါင်းကြောင်တရားနဲ့ပြောရတယ် တော့တူရတယ်တုံကတော့ခဏလေးမမတေးချာလေးလုပ်တယ်ခလေးဆုံးလေးအော်ပို့ဆုံးနဲ့ထည့်တာကမီโอเคဘယ်လိုနေလဲအော်ချိန်တယ်တုံတော့လေခောက်ဆွဲကြောအရင်ကြိုက်အမင်းတို့ခောက်ဆွဲကြောဆိုရင်ခောက်ဆွဲကြောပဲစားအဲ့လိုမတော့ဒါကြစီဖူခောက်ဆွဲကြောရိုးရိုးလေးပဲပေါ့နော်ဟိုလေးမိုးပြန်စုပြီးဇွန်းနေမှတက်တဲ့ဟာတွေရှိဘယ်အဲ့ဒါတော့မှတော့တော်နေနေဟာစက်တီပါတော့လေအချုပ်လေးပဲမှာလိုက်တာမမဝိုင်မျိုးတစားပြပါရေးဆိုရင်ဒီမှာ pet hat ဆိုရတဲ့ကြောင့်ဒါလေးတွေရှိရပါတော့ဘယ်လို pet မျိုးစားလေးတွေတက်ကြည့်မယ်ဒီနေ့လာကြကြတော့ floral day ပဲပန်းစီးပြီးမို့စီးပြီးကိုကင်တွယ်ပြီးတော့ဓာတ်ပုံရိုက်လို့မရဘူးเนาะဒီလိုလေးမတိတ်ရက်ခင်းပေါ့เนาะနောက်အပန်းလေးတွေဆိုရင်ပေချာလုံးလုံးလေးဆိုတော့ခိုင်းလိုက်တယ်ဆိုအလားပြတ်သွားမှာစလုံးเนาะဒီညမှာ TikTok လေးတစ်ပုတ်လောက်တော့မစော့လိုက်အောင်ဝဲအားလည်းတော့ဒီစား slide ပြင်နေလေဟိုလင်းနေအောင်တော့เนาะလုပ်ပေးထားတဲ့အတွက်ကြောင့်လေဒီဖုန်းရိုက်ပြီးတော့ဗီဒီယိုလေး TikTok လေးစောက်လို့တော့ကောင်းနေ little artist လေးပါကျွန်တော်လေးစိတ်ထားရဲ့ပကြီးလေးကိုစုံတက်နေပါနော်တကယ်ကြောက်တာမရှိဘူး။တို့ကချစ်လို့လာနှုတ်ဆက်တက်တာပြလိုက်။ တက်ကြဇာတ်နဲ့ထည့်တော့မကိုက်တော့ဘူးကလေးတွေ။ဒါဇာတ်နဲ့ထည့်တာတော့မကိုက်ဘူးသမီး။အားလိမ္မာတာသမီး။လိမ္မာ။အပြည့်မကြည့်လိုက်ဘူး အပြည့်မကြည့်လိုက်တော့လားဆိုရင်တော့မရဘူး တွေ့ကြလို့တနုံနဲ့တွေ့ကြလို့ရမှာ ။တော်တော်လေးနဲ့တွေ့ချင်လို့ဟိုမှာကျုံချစ်လိုက်တာ။သမီးတော့ချစ်စရာကောင်းတယ်ကြည့်။ Oh my god Oh my god တို့တို့ကတော်တော်ရဲ့ချစ်လို့ဟာဘူး ဒီမှာမတိတ်လိုက် တို့ရချစ်နေကြတယ်ကြောက်လေသမီးဘာမှမဖြစ်ဘူးလေဘာမှဝင်တော့ခွေးမမွေးထားတယ်သူနဲ့ခွေးနဲ့တိတ်ပြီးမရင်းနေပြန်တာတော်တော်များတိတ်မရင်းနေဘူး အကြီးကသူတိတ်မတွေ့ဘူး အကြီးအကောင်ကြီးတွေတိတ်မတွေ့ဘူးလို့ပြောဒီပါကဲဒါသူလည်းတက်တာနှုတ်ဆက်အောင်ဘယ်ပြောင်းနှုတ်ဆက်အောင်မှာသူတို့စိတ်မကောင်းဖြစ်နေအောင်မှာ Friday လေးပေးလာအောင် Thank you ဟိုဘီ Friday လေးတော့မှသူလည်းတက်တာပြနေပြီ Friday Thank you ပါ Thank you ပါမေးကြည့်လိုက်ရင် Mera in the world who is the most beautiful girl in the country တုံးတုံးလား
တောင်းရိုက်တယ်နေရာကြီးတော်တော်လေးကိုနားရတယ်သူကလေပုံလေးခက်လေးနေပါမှာသူ vibe တစ်ခုချင်းစီနဲ့ decorate လုပ်ထားလို့နောက်ပြီးတော့ photo shoot ပတ်ကိုလည်းနေရာတိတ်တက်လုပ်ထားပေးတယ်နော်ဘယ်လိုလဲ